anime တွေကြည့်စရာမရှိတော့လို့ပြင်းနေကြတယ်ဆိုရင်ကျွန်တော် series တစ်ခုနဲ့မိတ်ဆက်ပေးမယ်အဲ့ဒါကတော့ Gundam ပါ Wait hold on a second Gundam ဆိုတာနဲ့ဒီလို series တွေ game တွေနဲ့ comic တွေအများကြီးနဲ့ရှက်ရှက်ခတ်နေရလို့ထင်ကောင်းထင်နေပါလိမ့်မယ်တကယ်က Gundam ကသူ့ရဲ့ universe နဲ့ timeline အများကြီးနဲ့ဆိုပေမဲ့တကယ်တမ်းကကိုယ်ပိုင် story ကိုယ်ပိုင် timeline နဲ့တာမန်24ပိုင်းလောက်နဲ့တော်တော်မိုက်တဲ့ Gundam series ရှိပါတယ် Gundam မှာ original universe နဲ့အဲ့ဒီ original universe ကိုမှ what if ဆိုပြီးတော့ timeline ကွဲသွားတဲ့ series တွေအပြင်မှာ another story another different universe ဆိုပြီးတော့ series တွေလည်းထပ်ရှိပါသေးတယ်ဒီတော့ Gundam ကဘာလို့အရင်မိုက်ရလဲဆိုတာကျွန်တော်ပြောပြမယ်နော် This is for entertainment guys Gundam ဆိုတာနဲ့သူနဲ့အတူပါလာတာက revolution ပါဟုတ်ပါတယ် Gundam series တိုင်းကအမြဲတမ်းအင်အားနဲ့လူနဲ့စုကနေပြီးတော့အင်အားကြီးလူအများစုတွန်းလှန်တိုက်ခိုက်တယ်ဆိုတဲ့ team ကိုအမြဲတမ်းအခြေခံနေရှိပါတယ်ဒါကြောင့် Gundam ဆိုတာနဲ့ revolution ပါပဲတာမန် mega versus mega enemy ဆိုတာချက်ကိုပို့ပြီးတော့ story နဲ့ fight set နေရတကယ်တော်တော်မိုက်ပါတယ်ဒီ war တစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေဒီလိုတာမန်ပြည်သူတွေဘက်ကိုဘယ်လိုတက်ရောက်လဲဆိုတာကိုပြတာလေprotagonist main character ဘက်ကပြန်ကြည့်ရင်လည်းသူ့လုပ်ရတဲ့ကမှန်နေတယ်လို့တခြားတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်လည်းသူတို့လုပ်ရကမှန်နေတယ်လို့မျိုးဝေခွဲလို့မရအောင် Gundam က portray တဲ့နေရာမှာတကယ်အရန်ကောင်းပါတယ်ဆိုတော့ Gundam universe ကိုကျွန်တော်နားလည်ဖို့ဆိုရင်ဒီ Gundam ရဲ့ original 1979 series ဒီ Universal Century timeline ကနေစပြီးကြည့်ဖို့တော့မလိုပါဘူးအရင်ဆုံးတကယ်လုံးဝစကြည့်တဲ့ series ကတော့ Gundam Iron Blooded Orphans ပါကျွန်တော်တို့ story ရော fight scene တွေရောတော်တော်လေးကိုမိုက်တဲ့ series ပါဒါနဲ့စကားမဆက် Gundam တိုင်းမှာသူ့ရဲ့ unit ဖြစ်တဲ့ name ဒါမှမဟုတ်သူ့ရဲ့ code ရှိပါတယ်ဒီ series မှာဆိုရင် Gundam Exia ဒီ series မှာဆိုရင် Gundam Strike ဒီ series မှာဆိုရင် Gundam Mercury ဒီ Iron Blooded Orphans ရဲ့ Gundam ရဲ့ name ကကြတော့ Gundam Barbatos ပါသူ့ရဲ့တိုက်ပွဲ OST ကြီးတာနားထောင်ကြည့်ကြမီကာတကယ်အရမ်းမိုက်ပါတယ်ကျွန်တော်အကြိုက်ဆုံးစင်ကဒီမှာပါစရုံနှစ်ကောင် fight နေတာကိုကြည့်ရတာတဲ့ဆိုင်330နှစ်ကောင် fight နေတာကြည့်လို့ရသလိုပါပဲဒီ series ဆိုရင် season တစ်ခုနဲ့အပိုင်း90ကျော်လေးပဲရှိတယ်ကြာမကြည့်ဘူးရင်တကယ်သွားတာကြည့်ပြသေးတာလုံးဝနောင်တမရစေရဘူးတကယ်တော်တော်မိုက်တယ်နောက်ထပ် recommend ပေးခြင်းတဲ့ series ကတော့ Gundam Double O ပါတော်တော်လေးလဲမိုက်ပါတယ်အစာပိုင်းမှာတစ်ချက်နာမည်တွေခုနှစ်တွေသူ့ရဲ့ character တွေအရင်ကြီးများတဲ့အတွက်ကြောင့်မလို့ရှုပ်ကောင်းရှုပ်နိုင်ပေမဲ့နောက်ပိုင်းတော်တော်ကြည့်လို့တော်တော်ကောင်းပါတယ်သူကတော့ season တစ်ခုနဲ့ movie တစ်ခုပါ series ကတော့ကောင်းပေမဲ့ကျွန်တော်ကတော့ movie ကိုတော့တိတ်ပြီးတော့အရင်မကောင်းဘူးလို့ပြောရမယ်ပေါ့နော်ဒီတိုင်းတောင်းမှ just average ပါပဲနောက်တစ်ခု Gundam Seed ပါ Gundam series ရဲ့တကယ်အနှစ်သာရကိုပေးတဲ့ Gundam series ပါနည်းနည်းတော့တချို့အခန်းတွေကရှောင်းတဲ့ကလေးဆန်ပေမဲ့တချို့နေရာတွေကတော်တော်လေးကို dark တဲ့နေရာတွေပါပါတယ်နိုင်ငံရေးအားပြိုင်မှုတွေလှည့်စားမှုတွေတစ်ချက်နည်းနည်းသားလေးကျရင် psychology ဆက်ဆံလေးပါလာတတ်ပါတယ်ကျွန်တော်ကိုဆက်ချင်းဒီ Gundam Universe ကိုရောက်သွားစေတဲ့ series ပါဒါပေမဲ့သူက series နှစ်ခုပေါင်းအပိုင်း100ကျော်ပါတယ်ဒီ Gundam Seed မှာ Gundam Seed အရှင်လာတယ်ပြီးရင်သူ့ရဲ့အဆက် Gundam Seed Destiny ဆိုရလာပါတယ် Seed Destiny ကဒီ Seed လောက်တော့တိတ်ပြီးတော့မကောင်းပါဘူးပြီးတော့အရင်ဆုံးကြည့်ကျင်တဲ့ဆိုရင် Seed ကိုအရင်ကြည့်ပြီးတော့မှ Seed Destiny ပြီးရင်သူ့ရဲ့အဆက် movie ဖြစ်တဲ့ဒီ Seed Destiny 0ကိုကြည့်ရပါပြီ Gundam ဆိုတာနဲ့ဒီ Gunpla တွေကလည်းမဖြစ်ပါပဲကျွန်တော် character တွေရဲ့လုံးဝ dream sort of romance ဒါပေမဲ့ဒီ Gunpla တွေကျွန်တော်မပြောပြတော့ပါဘူး original universe ဖြစ်တဲ့ဒီလို Universal Century series ပေါ့နော်သူနဲ့မဆိုင်ပဲနဲ့အပေါ်က3ခုလုံးတခြား Gundam ကိုစပြီးကြည့်လို့ရတဲ့ series တွေကတော့ Gundam Witch from Mercuryဒီ animation နဲ့ fight scene တွေကအရန်မိုက်တယ်ဒါပေမဲ့နည်းနည်းလေး drama ဆန်လို့ကျွန်တော်ကသိပြီးမကြိုက်ပါဒါပေမဲ့ opening sound ကတော့တော်တော်လေးမိုက်ပါတယ်နောက် series ကတော့ Mobile Fighter G Gundam ပါ animation ကတော့အရန်နည်းနည်းလေးခဏပိုင်းဆန်ပေမဲ့ဘယ်လိုပြောရမလဲ it got its own chance ပေါ့နော်စိတ်ရုပ်ကိုမှဒီလိုမျိုး martial art team နဲ့ပါနောက်တစ်ခုက Gundam Wings သူခေတ်သူခါနေနဲ့ဆိုတော်တော်လေးကိုကောင်းတဲ့ series ပါဒါပေမဲ့ကျွန်တော်တို့ကနည်းနည်းလေးရှုံနေဆန်နေလို့တိတ်မကြိုက်ချင်ပါဘူး
အခုဆိုရင်ကျွန်တော်2029မှာ Gundam series အသစ်တစ်ခုထပ်ပြီးတော့ထွက်လာပါတော့မယ် New Rebooted Gundam Universe for Next Generation ပါဒါပေမဲ့အဲ့ဒီ series ကြောင်းတော့ကျွန်တော်နောက် video မှာပြောပြပါမယ်နောက်ထပ်ဒီတိုင်း stand-alone universe အနေပြီးကြည့်လို့ကောင်းတဲ့ series နှစ်ခုကကြောင်းတော့ Gundam Build နဲ့ Gundam Age ပါ animation ကတော့တိတ်ပြီးတော့မဆိုးပါဒါပေမဲ့ story ကအရန်ကလေးဆန်တယ်လို့တော့ဖြစ်နေပါတယ်သူ့ဟာနဲ့သူဆိုရင်တော့ပုံမှန်ပါပဲဒါပေမဲ့အကယ်၍အခုမှ Gundam စကြည့်မယ်ဆိုတော့ကျွန်တော် recommend လုပ်ရမှာပေးပါဒီတော့နောက် video မှာ Gundam ရဲ့ဒီ original universe ကြောင်းလာပါမယ်ဒီ one year war ကိုတကယ် Gundam universe ရဲ့ခုန်ကူးခြင်းတဲ့သူတွေအတွက်ဒီလိုအရန်မိုက်တဲ့ series တွေဒီလိုမျိုးအရန်မိုက်တဲ့ fight scene တွေကိုနားလည်ဖို့အတွက်ဘယ်လိုမျိုးစကြည့်ရမလဲဆိုတာကိုကျွန်တော်ပြောပြတော့ပါမယ်ကဲအားလုံးပဲ never stop trying never stop dreaming and never stop learning. Zeze out.